ကုန်းစင်းမှုရောက်နေပါပြီဗျာတိုင်းနဲ့ကြောတိုင်းနဲ့သူကကောင်းကျော်အာမနာရှာမကျိုးနှိတ်ကိုတဲ့ဒီမှာကျေးဇူးရှင်ဟာသူကိုယ်တိုင်ခုတော့ဒီမှာကုန်းစင်းမှုရောက်နေပါပြီကဲအဖော်ပေါင်းနေနဲ့ဒီမှာတယောက်ဒီမှာတယောက်ဒါတော့ကျွန်တော်တို့ဥက္ကဋ္ဌဒီမှာတော့မသေးဘူးသူကစိတ်ဆင်းရဲတယ်တဲ့သူကကောင်းကြော်ပါမလားကိုတဲ့နောက်ကြတယ်ကဲစားပါပြီဗျာစားလို့တော့ကောင်းပြီဒီနေ့တော့ဟိုခံဝင်အိမ်မှာလာပြီးဂုံးစင်းလာခံဝင်အိမ်မှာအဲ့ဒါမြင်လောင်းမှာကုန်းနေကုန်းဟုတ်ပါအရမ်းပြဩဒီလိုစားကောင်းတောက်ခွေရလေးတွေစားတော့ဘသူမှသတိမရဘူးကိုကြီးကောင်းကြော်ပဲသတိရပါသူခမညာကားထွက်နေတာနောက်ကျရှာပြီတဲ့ဒါကပက်ကလိုင်းဥပဒေပက်ကလိုင်းဒါတော့ကျွန်တော်တို့ဒီနေ့အလူရှင်ပေါ့ဗျာဟိုခိုင်ဝင်ညနာမကောင်းတော့ကိုကောင်းကြော်မပါလို့လားကောင်းကြော်မပါလာပါမဟုတ်ဘူးဒီကဂုံးစင်းလည်းမပါဘူးပြင်ကောင်းကြော်နင့်ကြောက်လို့များမလာလားငါသူ့ပြန်ကြောက်နေတာသူကဂုံးစင်းပြီးနေငါသူ့ကိုကြောက်နေတာပါဆိုငါ့ကိုထပ်ပြီးဂုံးပိုးမှာဆိုလို့ငါကြောက်တို့ချင်းစောင့်နေသေးပြီနော်ဒီမှာကျွန်တော်လည်းကိုခိုင်ဝင်းယူနော်အเจ้าမဲ့အားလို့ရားလို့မဟုတ်ကဲကိုခိုင်ဝင်းကျွန်တော်လည်းမအားတဲ့ကြားနဲ့လာပြီးဂုံးလာဆင်းရပါလေဂုံးစင်းလည်းမဟုတ်ပါဘူးဗျာကျွန်တော်တို့ကဂုံးစင်းခံကျင်တာပါသိတယ်အဲ့လိုဂုံးစင်းခံတဲ့လူမျိုးကျွန်တော်ရှားနေတာဒီလိုလူမျိုးကြတော့မိပြီတွေ့ကျင်ပဲလာတွေ့နေရပြန်ပြီသိတယ်ရင်းရှောင်းနေတာသိတယ်နော်မလွတ်စရာဘူးလာမှာငါဂုံးစင်းမှာနော်အလဲကြတော့မလွတ်နော်ဟောရွေဟာအဲ့လေတော့ရောက်ဟေးငါဆုံးတော့ရောက်ပြီဟာဟောမင်းငါကြိုးပြောထားအောင်နော်ဟာခဏပြန်ပြီးပါဟိုပင်းရအောင်တော့ပြီးဇာတ်ရွရဟောဇာတ်ရွရသုံးလာကြဟာနော်သုံးလာဟုတ်တယ်အိမ်မှာမရှိပေါ့လုံးဝမရှိဘူးလုံးဝမရှိဘူးရပါတယ်လေစိတ်မပူနဲ့အိမ်ကဟောပြန်မှကျွန်တော်လာစားမယ်နော်ရအောင်လာပေးမယ်ရအောင်လာစားပါမယ်လေမပူပါနဲ့နော်အားမနေနဲ့လာကုန်းစင်းပေးပါကဲစားပြကြလားစားပြီးပါစားပြီးပါโอเคဗျာအဲ့ဒါကိုရောအာမနာပဲစားပါအာမနာတော့ပဲစားပါဗျာအာမနာဘာမနာစားအဲ့လိုစားပါကိုကောင်းလေး sorry ပါဗျာဒီမှာနှဲ့မယ်ပြောဘယ်ုံနှဲ့မှာတော့မသိတော့ဟုတ်လားအဲ့တော့ဘာဖြစ်ဗျာအခုလိုကျွန်တော်တို့တော့ဖိတ်ကြည့်တဲ့ဟောင်းလို့ဟိုလာရောမဟာကောင်းစင်ဘာလာလောက်ဂျိုမာကြီးဘာကြောက်ပါကောင်းစင်ပါကြီးဘာဖြစ်နေလဲနေရတကာမှာလိုက်ပြီးဂုံးစင်နေတာဟိုဆက်ငပိထဲလေငပိထဲအသားလေးလည်းပေးပါလေငပိတယောက်ကနေဝါနဲ့ငပိဒီလည်းငပိဟွာယူရဟာအသားလေးတော့တယောက်မှမပြောဘူးမတဲ့မှာဆိုတော့ဒီတော့လည်းငပိရတာဒီမှာတော့ငပိရတာကရက်ချင်းဒီမှာကျန်တာပြပါလေဘယ်လိုလဲတဲ့တာကိုပြောဖို့ငါချောက်ဖို့နည်းလည်းပြစကားဆောင်းငါတော့မဟုတ်ငါချောက်ဖို့ပြောတာနေရလဲမကောင်းနဲ့ဘီငပိနော်ငပိကြီးခွာညွှေနေရတာလူကသွေးလို့ရှိပါဆိုမှာပဲမဈေးသွားလာတာနဲ့မဘေးရကောက်ပြီးတော့ငါဘေးရရောက်လာမလို့ဆိုတော့ငါလာတာငါတမင်တက်ဂုံးစင်းအောင်လာတာမဟုတ်ဘူးနင်းရတာဂုံးစင်းအောင်လာတာဩစားပြီမလားစားပြီတော့မလားပြီးပြီဟမ်ငီယိုပြီးတော့ပြီမလားဟမ်ဂုံးစင်းချင်းတူတူလာပြီးတမူးလာပို့နေတယ်ဟင်